မင်္ဂလာပါတူတာဇုံ channel မှာကြိုဆိုပါရစေအခုတင်ဆက်ပေးမယ့်ဗီဒီယိုလေးရဲ့ခေါင်းစဉ်ကတော့ရေခွက်လေးရဲ့အလေးချိန်ပဲဖြစ်ပါတယ်တခါကစိတ်ပညာ professor တယောက်ဟာသူ့ရဲ့တပည့်တွေကိုသင်ခန်းစာတစ်ခုသင်ကြားပေးဖို့အတွက်ရေတဝက်ပါတဲ့ဖန်ခွက်တစ်ခွက်ကိုမြှောက်ပြပြီးမေးခွန်းတစ်ခုမေးလိုက်ပါတယ်ဒီဖန်ခွက်ဟာဘလောက်လေးမယ်လို့မင်းတို့ထင်တယ်လဲတပည့်တွေက8အောင်စကနေ16အောင်စလောက်ရှိပါမယ်ဆရာလို့အသီးသီးဖြေကြတာပေါ့အဲ့ဒီခါ professor ကပြုံးပြီးဒီလိုပြန်ပြောပါတယ်တကယ်တော့ဒီဖန်ခွက်ရဲ့အလေးချိန်ဟာအရေးမကြီးပါဘူးအရေးကြီးတာကမင်းတို့ဒီဖန်ခွက်ကိုဘယ်လောက်ကြာကင်ထားမလဲဆိုတာပဲငါကဒီဖန်ခွက်ကို1မိနစ်လောက်ပဲကင်ထားမယ်ဆိုရင်ဘာမှမဖြစ်ဘူးဒါပေမဲ့ငါက1နာရီလောက်ဆက်ကင်ထားမယ်ဆိုရင်ငါလက်တွေနာကျင်လာလိမ့်မယ်အကယ်၍ငါကသာဒီဖန်ခွက်ကိုတစ်နေ့လုံးမချပဲကင်ထားမယ်ဆိုရင်ငါလက်ဟာထုံကျင်သွားပြီးဘာမှလုပ်လို့မရအောင်လီဖြတ်တယ်လို့ဖြစ်သွားလိမ့်မယ်ဖန်ခွက်ထဲကရီပမာဏကအတူတူပဲဒါပေမဲ့ကြာကင်ထားလီငါအတွက်ပူလေးလာလီပဲဒီဇလန်းလေးကဖန်ခွက်ဆိုတာကျွန်တော်တို့ရဲ့စိတ်ဖိစီးမှုတွေနဲ့ပေါ်ကတွေပါပဲစိတ်ညစ်စရာတွေကိုခဏလောက်ပဲစဉ်းစားရင်ဘာမှမဖြစ်ပါဘူးနည်းနည်းကြာအောင်စဉ်းစားလိုက်ရင်စတင်နှာကျင်လာပါလိမ့်မယ်တနည်းလုံးအဲ့ဒီအကြောင်းတွေကိုပဲခေါင်းလေးထိထားမယ်ဆိုရင်တော့သင်ဟာဘာမှမလုပ်နိုင်တော့ပဲစိတ်ပိုင်းဆိုင်ရာလီဖြတ်တယ်လို့ခံစားရပါလိမ့်မယ်ဒါကြောင့်ညမအိတ်ခင်မှာမင်းတို့ရဲ့ဖန်ခွက်ကိုအောက်ချဖို့မမိပါနဲ့မိတ်ဆွေရောအခုချိန်ထိမချနိုင်သေးတဲ့ဖန်ခွက်တွေရှိနေသလား